ကောင်တော်တုတ်သေးဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ငါချင်တာဖြစ်ပါတယ်။တခင်ယေရှုကငါသည်ကောင်တော်တုတ်သေးဖြစ်၏။ငါသည်ကိုယ့်အသက်ကိုတိုးတော့အဖို့လုံးငါစွန့်၏လို့ဖော်ပြထားပါတယ်။မစိုးရင်နဲ့တင်တို့လိုအပ်သောအရာမှန်သမျှအလုံးငါပြင်ဆင်ပေးမယ်လို့ယေရှုခရစ်တော်ဖျားဖော်ပြထားတာဖြစ်ပါတယ်။တင်တို့ဆာလောင်တဲ့အချိန်ငါတင်တို့ကိုကျွေးမွေးမယ်လို့ဖော်ပြထားပါတယ်။တင်တို့ရင်ငတ်တဲ့အချိန်တင်တို့တောက်ဖို့ရေပေးမယ်လို့ယေရှုခရစ်တော်ဖျားမိန့်ပါခဲ့တာဖြစ်ပါတယ်မိတ်ဆွေ။တင်တို့ပင်ပန်းနွမ်းနေတဲ့အချိန်တင်တို့အနာယူစေရန်အတွက်အေးမြသောအရေးအာဝါဒကိုတင်တို့အဖို့ငါပေးမယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။တင်တို့ကိုပြေမပြီးကိုယ်ကာပြီးတင်တို့ကိုချစ်မြတ်တော်မယ်လို့ဂတိပေးတော်သူကအသက်ရှင်တော်မူသောကယ်တင်ပိုင်ရှင်ယေရှုဖျားတပါးတည်တာစစ်မှန်သောအကောင်းဆုံးကျွန်တော်တို့ရဲ့တိုးထင်းရှင်ဖြစ်ပါတယ်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ဝင်ငါချင်တာဖြစ်ပါတယ်အရောက်တိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ